Okay. အားလုံးမင်္ဂလာပါဗျာဒီနေ့မှာတော့ဘန်ကပီကလောင်ချန်ထဲမှာရှိတဲ့ရှားဆိုင်လေးတစ်ဆိုင်ကိုသွားစားမှာဖြစ်ပါတယ်ဆိုင်နာမည်လေးကတော့ခရူဝါထိုင်းရိုင်းလို့ခေါ်ပါတယ်ဗျာရှေ့မှာလည်းအဲ့လို foodie blogger တယောက်တင်ထားတာလည်းတွေ့လို့ပြီးတော့ကမလေးဖြစ်သူကလည်းဟိုတလောကလာပြနေတာနဲ့အဲ့ကိုနေနားလည်းတိတ်မဝေးဘူးဆိုတော့စားကြည့်အောင်ပါပဲဆိုဟိုနေကင်းဘက်မှာနေ့လည်းမစားဘူးနဲ့အဲ့ကိုသွားစားလိုက်တယ်သွားစားလိုက်တော့ဟိုရောက်တော့တူနွေးရေတူနွေးကိုအဖွယ်နဲ့ပေါ့နော်အညာလားဆိုတော့အစီရတော့ဒါကြီးမစားတော့ဖွယ်နဲ့နောက်တစ်ခုကကျတော့ဟင်းဒုတ်ရေနောက်တစ်ခုက coffee latte ice latte လေးမှာပြီးတော့ကြိတ်ခဲ့တယ်ဗျာအဲ့မှာထူးဆန်းတာကဒီစားဘူးသမျှရှမ်းဆိုင်နေတယ်မှာပေါ့နော်ဒီဆန်းတော့တူဘူးပြော့ပွဲကြီးရတူဘူးနွေပေါ့နော်တူဘူးနွေပွဲကြီးအကြီးပဲအကိတ်ကြီးပေါ့ဗျာတကယ်ကိုအကိတ်ကြီးပဲစားဘူးသမျှလည်းမှသူကြီးဆုံးပဲဒီလောလောဆယ်ဟိုဘယ်ရီနာမှာလည်းရှမ်းဆိုင်စားဘူးတယ်နောက်ပရာမာ3ဘက်ကလည်းစားဘူးတယ်နောက်ပါလည်းအင်းဒီမတရားလာပါအဲ့ဘက်ဒီမှာလည်းစားဘူးတယ်ဒီဆန်းကတော့လုံးဝအကြီးဆုံးပဲ size ကအကြီးဆုံးစားလို့လည်းကောင်းတယ်ရတာသူအညာသားပါဇက်နဲ့တော့ကြိုက်တယ်ရှမ်းအနေနဲ့တော့ဘယ်လိုလဲရှိလဲတော့မသိဘူးနော်အဲ့တော့ကြတော့ပထမတော့ဘိုက်တွေတားစားနေရတယ်အဲ့ဒီဟင်းဒုတ်ပါဝယ်တာဟင်းဒုတ်ပါမှားပြီးတော့တကယ်တမ်းကျတော့တူရစားပြီးတဲ့အချိန်မှာပဲသူကပိုက်ပြေးသွားဟိုကမနေ့တော့စားလဲရတယ်ဟင်းဒုတ်ဆိုတဲ့ဟာလေးကိုလေမနေ့စားလိုက်ကော်ဖီလေးကလည်းကောင်းပါတယ်ဗျာဈေးလေးတွေလည်းမဆိုးဘူးသုံးခုပေါင်းမှာ250လောက်ပဲကြာတယ်နေရာလေးကလည်းအေးဆေးပဲတကယ်ကိုတတိစိတ်အေးဆေးရှိတယ်နောက်တစ်ခုကသူ့ဆိုင်ရဲ့ကောင်းတဲ့အချက်ကဒီဆိုင်ရဲ့ဘေးပတ်လေနှစ်ချမ်းလာကြလေအဲ့လို space လွတ်လို့မျိုးပေါ့နော်မသိရင်ပန်းချန်လေးကိုလမ်းမြင်နေရတယ်လို့ပဲဘေးပတ်ဝန်းကျင်လေးစိမ့်လေးတွေသူကအဲ့အကွန်ကန်ထဲမှာလည်းစားလို့ရတယ်အပြင်မှာလည်းခုံလေးတွေထုတ်ပေးထားရှိတယ်ပင်လေးတွေကြားထဲမှာလို့ပြင်မှာစားခြင်းလည်းစားလို့ရတယ်ဆိုတော့ဘိုက်လေးကတော့တော်တော်လေးကောင်းတယ်စားလို့တော့လည်းကောင်းတယ်ဈေးလည်းမကြီးဘူးဆိုတော့ဘန်ကပီထဲမှာနေတဲ့သူတွေတို့ဒီလက်ဖရောင်းပေါ့နော်လက်ဖရောင်းနေတာသူတွေကတော့သွားတော့စားဘူးတဲ့လို့တော့ထင်တယ်ပေါ့နော်ဒီဆိုင်လေးကတခါရောက်ပြီးသွားလို့ရှိရင်နောက်လဲပြန်သွားခြင်းနဲ့နေရာမျိုးလေးဒီမှာရှိုးလိုက်ဒါဟင်းတုပ်ဖြစ်သွားတယ်ဟင်းတုပ်ပေါ့နော်ဟင်းတုပ်ကလည်းနှစ်ခုပါတယ် ice latte မကုန်းတော်စားယူခဲ့အပိုက်တွေကိုတင်ကားနေအောင်စားခဲ့အထုပ်တွေပြန်လည်းမတည်သွားကြတာနဲ့ကြိတ်လိုက်ပြီဗျာတော့ကြိတ်ခဲ့ရတယ်ဟင်းတော့မှာခိတ်ဆုံးနေနေဟိုစားလို့ကောင်းတဲ့ဟာမလို့ဘိုးစားနိုင်တော့တခြားဟာတော့ဂျူးမြစ်လေးလာမလို့စိန်လေးတွေအားလေးတွေနန်းမင်းလေးနောက်တစ်ခုကပါပါလေသူအချက်သွန်နီလေးတွေမြုပ်တီးရကြတော့ဘယ်လိုပြောလဲမြုပ်တီးအနှစ်လို့ပါလို့မျိုးပေါ့နော်အဲ့လိုလေးတူစားလို့ရတယ်ချမ်းသာလေးတကယ်တော့အဲ့ဒီလိုဟင်းတုပ်လို့ပါတော့တိတ်မစားဘူးပေါ့စားလေးစားတာလည်းတိတ်တော့မရှိဘူးအဲ့လိုလက်ချိုးရည်လို့ရစားဘူးလားဒါမှဒီမှာပုံလေးပြထားတာလေးအဲ့လိုမျိုးလေးပေါ့နော်မငန်တဲ့ဟာမျိုးလေးအဲ့လေးပေါ့နော် healthy ဖြစ်မဲ့စားကြည့်ခြင်းတွေပေါ့တာနဲ့စားရည်နဲ့စားပြသွားတာပါ
ဒီလည်းပြီးရောစားတောက်ပြီးရတယ်အလုပ်လေးပါလေလှုပ်ချောင်းဆောင်ပေါ့ဗျာဘာညာ smart လာပေါ့သူကတခုကောင်းတာအဲ့လိုမျိုးဟောပေါ့နော်working space လိုမျိုးအဲ့လိုမျိုး bike လေးလည်းရတယ်လူ background တချင်လေးလည်းဖွင့်ပေးထားတယ်တိုင်း noise တော့မဖြစ်ဘူးပြီးတော့အဲ့ကိုသွားတဲ့ချိန်တော့ပထမတော့အဲ့လိုလူတွေ2ဝိုင်း3ဝိုင်းလောက်ရှိရတာမဲ့ခဏနေတော့စိုက်ပြန်သွားတာကိုတယောက်ပဲကြံတယ်ကိုသွားတဲ့ချိန်လဲကိုထင်တယ်3နာရီ4နာရီလောက်ပဲလေလောက်ရထင်တယ်အဲ့လိုဆိုတော့ကြာတော့ AC ပဲ AC တောက်တဲ့ time စာရှင်းတဲ့ကိုလည်းပဲရှိတယ်အဲ့ဒါနဲ့ AC တို့ချင်တာဒီလောက်ပါနော်အဲ့ဒီလောက်ပြီးတော့ bike လေးကတော့တော်တော်လေးကြိုက်ပါတယ်ညစီချုံနာရှိုးလည်းမရှိဘူးအေးလေ AC တယ်တို့ကိုတခုခု focus လုပ်ချင်တယ်ဆိုလို့ရှိရင်လည်း focus လုပ်လို့ရတယ်ပေါ့နော်အဲ့လိုလေအလုပ်လေးပါလေလုပ်မဲ့လူတွေတော့လည်းအဆင်ပြေပြီးတော့သူ့ရဲ့အဲ့ဒီမှာချထားတဲ့ဒါဆိုဝဲကြီးလည်းသဘောကျတယ်ကိုယ်တယောက်တည်းဆိုပေမဲ့လူတွေများရင်တော့ထိုင်လို့တော့အဆင်မပြေဘူးပေါ့နော်အဲ့ခုံကြီးကဟိုကလူလည်းရှင်းနေတယ်ကိုယ်အဲ့ခုံရှိပေါ်မှာသွားထိုင်ရတာကိုကသူကဘယ်လိုပြောမလဲ classic ဆန်လိုမျိုးပေါ့နော်ဒါဆိုဝဲကြီးကွာဒီမှာခန္ဓာကြီးကျယ်အဲ့လို bike ကြီးရတယ်ဒီလိုတသားကြီးပေါ်မှာထိုင်ပြီးတော့ဆိုင်ရပြီးပတ်ဝန်းကျင်လေးတွေအဲ့လိုလေးတွေ parking space တွေလည်းရှိတယ်ဗျာအဲ့လိုဘေးမှာလည်းအဲ့လိုလမ်းရဲ့သူကဘယ်လိုပြောမလဲဟိုဘက်ကရှေ့မျက်နှာစာမှာဆိုလို့ရှိရင်လည်းလမ်းနဲ့ဝေးနေတာကွာအဲ့ဆိုအဲ့မှာ space ကြီးလည်းရှိနေတော့ကြာတော့အဲ့ area လေးကပန်းကြံလေးလိုဖြစ်နေစိမ့်စိမ့်လန်းလန်းလေးဒီခုံကြီးတော့မှထိုင်တော့ဘောကြာခုလိုမျိုးတန်ဖိုးရှိတဲ့လုပ်လို့ရတယ် explore လုပ်လို့ရတယ်ပတ်စံရှိပဲဘလို့နေမလဲဆိုတာမျိုးအဲ့တော့ဆိုင်ရဲ့ဒီ internet decoration လေးကိုပြချင်လို့ပေါ့နော်ပတ်လေးလေးပါအောင်အဲ့ဒီကင်မရာလေးစမ်းရင်းနဲ့ရိုက်ပြထားတာဖြစ်ပါတယ် DJI Osmo Mobile 7လေးနဲ့စမ်းနေတာဖြစ်ပါတယ်စားနေတော့ကသူ့ရဲ့ tracking စနစ်ကိုတခြားနားမလဲတော့ကြတော့လုတ်တက်လိုက်ဘူးအခုမှတဖြည်းဖြည်းချင်းစမ်းရင်ပြူရင်းနဲ့လုတ်တက်သွားတယ်ဒါဟင်းတုပ်လေးမကုံသေးဘူးမနေ့စားနေရတယ်စားလို့ကောင်းတဲ့အရာသာရှိတယ်တန်တယ်ပေါ့နော်တန်တယ်ဆိုတော့ bike ကိုရတယ်တခါစားဘူးရင်နောက်ထပ်ပြန်သွားစားခြင်းတွေပေါက်စီတဲ့ဆိုင်မျိုးလေးဖြစ်ပါတယ်အဲ့တော့ညီကိုမောင်နှမတွေအကုန်လုံးဒီကိုရောက်ရင်တော့သွားစားဖို့ညွှန်ကြပါလေဗျာဒါလည်းသူ့ရဲ့ဆိုင်ရဲ့ external feature ပေါ့နော်ပြင်ပိုင်းလေးအမြင်လေးဖြစ်ပါတယ် thank you ပါနောက်ထပ်ဗီဒီယိုတွေမှာစိတ်ပိုင်ပြန်ဆောင်ကြမယ်ဗျာ